ကြောက်ပြုံသည်ခန္ဓာကိုယ်ဘလို့အကျိုးပြုနိုင်မလဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလိုင်လီ page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကြောက်ပြုံသည်ကိုအရှိတောင်အာရှမှာအစားများကြပါတယ်အားသင့်ဖွယ်အကျိုးကျေးဇူးတွေလည်းရှိပါတယ်ဗီတာမင်နဲ့သတ္တုဓာတ်များစွာလည်းပါဝင်ပါတယ်ကြောက်ပြုံသည်ရဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်1အစာအိမ်ပြဿနာနဲ့ဥတွင်းပိုးမွှားကင်းစေခြင်းအစာအိမ်နဲ့ဥတွေအတွက်ကောင်းမွန်စေပြီးတော့ပူဆက်လွန်တဲ့အစာအစာတွေကြောင့်အစာအိမ်နာခြင်းမျိုးအက်ဆစ်တွေထုတ်လုပ်ခြင်းမျိုးကိုကုသပေးနိုင်ပါတယ်နံပါတ်2ကိုယ်လေးချိန်လျှော့ချနိုင်ခြင်းရေဓာတ်ပြေဝပြီးတော့အာဟာရတွေပြေဝတဲ့အပြင်ကယ်လိုရီကျစေခြင်းနဲ့ဆိုရင်တော့ကြောက်ဖြုံသီးကိုဟင်းညိုချက်တောက်တာမျိုးပြုတ်ကျော်လှုပ်ရှားတာမျိုးကြောက်ဖြုံသီးဖြော်ရည်လှုပ်တောက်တာမျိုးလုပ်နိုင်ပါသေးတယ်နံပါတ်3သွေးတိတ်စေခြင်းတဘာဝသွေးတိတ်စေတဲ့အစွမ်းရှိပါတယ်။အရွက်ကိုကြိတ်ချေပြီးတော့အုံပေးတာမျိုးကဲ့သို့ပြင်ပတန်ရာတွေအတွက်မလုပ်ပဲခန္ဓာကိုယ်ရင်းသွေးယိုစီးမှုတွေကိုအမကန်သွေးတိတ်စေတာဖြစ်ပါတယ်။နွေရာသီမှာနှာခေါင်းသွေးရှံခြင်းနဲ့ကြောက်ကက်မှာသွေးယိုခြင်းကြောင့်စီးသွေးပါခြင်းမျိုးကိုကြောက်ဖြုံသီးကိုဖြော်ရည်လှုပ်တောက်ခြင်းအပြင်သက်သာစေတာတွေ့ရပါတယ်။နံပါတ်4စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုရောချစေခြင်းစိတ်မကြမ်းမာမှုကိုလည်းကုသဖို့ကူညီနိုင်ပါတယ်။အာယုံကြောနဲ့အုံနောက်ကိုတက်ရောက်စေတဲ့အပြင်စိတ်ပူပန်ခြင်းအိမ်မပျော်ခြင်းဝယ်ယူပြန်ခြင်းတွေကိုလည်းသက်သာစေပါတယ်။ကြောက်ဖြုံသီးဖြော်ရည်တစ်ခွက်ပုံမှန်တောက်ခြင်းအပြင်အဲ့ဒီပြဿနာတွေကိုသက်သာစေနိုင်ပါတယ်။နံပါတ်5အိမ်မပျော်ခြင်းအတွက်ကုသနိုင်ခြင်းအာယုံကြောနဲ့စိတ်ဖိစီးမှုကြောင့်ညဘက်အိမ်မပျော်ခြင်းကိုသက်သာစေနိုင်ပါတယ်။နံပါတ်6စီးရွှင်စေခြင်းရေဓာတ်ပါဝင်မှုတွေကြောင့်စီးရွှင်စေပြီးတော့ကြောက်ကက်ပြဿနာတွေကိုလည်းလျှော့နှဲနိုင်စေပါတယ်။နံပါတ်9မျက်နှာနဲ့သပင်အတွက်ကောင်းစေခြင်းကြောက်ဖြုံဖြော်ရည်ဟာတံမြာရည်နဲ့ရောပြီးတော့အရေးပြားမှာလိမ့်ခြင်းအပြင်မျက်နှာပေါင်းတင်တာမျိုးလုပ်နိုင်ပါတယ်။အမဲစတီလျော့နှဲစေပါတယ်။ဥယျာဉ်ပြားမှာလိမ့်ခြင်းအပြင်ပေါက်ပြဿနာကိုလည်းဖြေရှင်းနိုင်ပါတယ်။ကြောက်ဖြုံကြိတ်ထားတဲ့အရေးကိုဥယျာဉ်ပြားမှာလိမ့်ပြီးတော့ဒါခေါင်းလျှော်ချလိုက်ပါအုံးစီနဲ့ကြောက်ဖြုံစီကိုထောင်းပြီးတော့လိမ့်နေဆိုရင်လည်းသပင်တန်စီပါတယ်အခုလို့ဆိုရင်တော့ကြောက်ဖြုံသီးကခန္ဓာကိုယ်ဘလို့ကောင်းကျိုးတွေပြုလဲဆိုတာပရိသတ်တို့သိသွားလောက်ပြီထင်ပါတယ်အစာလဲစီးလဲအစာဆိုပေမဲ့ဘယ်အစားအစာကိုမဆိုအလွန်ကြုံမစားဖို့အမြဲတမ်းရပါလို့တိုက်တွန်းရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်